အားလုံးမင်္ဂလာပါခင်ဗျာ Welcome back to the next YouTube channel next YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းလေးကတော့ Australia နိုင်ငံ Lowy Institute တင်တက်မှာ Riley Duke ရေးသားဖော်ပြခဲ့တဲ့တရုတ်ပြည်ရဲ့အကျွေးဒီရေးလိုင်း Tidal Wave of Debt နဲ့ဒီအကျွေးဒီရေးလိုင်းနဲ့မြန်မာနိုင်ငံနဲ့အတူအခြားဖွံ့ဖြိုးဆဲနိုင်ငံများဘယ်လိုဆက်ပတ်သက်နေတယ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာတရုတ်နိုင်ငံမှာ2025ခုနှစ်အတွင်းအကျွေးယူထားသောနိုင်ငံများကိုအကျွေးများကိုပြန်ဆက်ရန်တောင်းဆိုလိုက်ခြင်းနဲ့ဒီအကျွေးတွေဘယ်လိုဖြစ်ပေါ်လာရသလဲဒီလိုအကျွေးတွေကြောင့်တိုင်းပြည်ဘယ်လိုနစ်နာဆုံးရှုံးခဲ့ရလဲဆိုတဲ့အကြောင်းတွေကို share ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာပထမဦးဆုံးအနေနဲ့ကမ္ဘာပေါ်မှာတရုတ်နိုင်ငံရဲ့အကျွေးယူထားတဲ့နိုင်ငံဘယ်နှနိုင်ငံရှိပါသလဲခင်ဗျာဟုတ်ကဲ့ကမ္ဘာပေါ်မှာတရုတ်နိုင်ငံရဲ့ကျွေးမြီယူထားတဲ့နိုင်ငံ85နိုင်ငံတောင်ရှိတယ်လို့သိရှိရပါတယ်အခုချိန်မှာတော့အဲ့နိုင်ငံတွေကိုတရုတ်ကသူ့ရဲ့အကျွေးတွေကိုပြန်ဆက်ဖို့တောင်းဆိုလိုက်တယ်လို့လည်းသိရှိရပါတယ်အများစုကဖွံ့ဖြိုးဆဲနိုင်ငံတွေဆင်းရဲတဲ့နိုင်ငံတွေပဲဖြစ်ကြပြီးအာရှအာဖရိကနဲ့လက်တင်အမေရိကနိုင်ငံတို့ကဒီချင်းတွေရဲ့သားကောင်တွေပဲဖြစ်ခဲ့ရပါတယ်အဲ့ဒီအကျွေးယူထားတဲ့နိုင်ငံတွေရဲ့စီးရင်ထဲမှာလည်းကျွန်တော်တို့မြန်မာနိုင်ငံလည်းအပါဝင်ပဲဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်အတွင်းမှာတရုတ်နိုင်ငံကိုအကျွေးစုစုပေါင်းအမေရိကန်ဒေါ်လာ22ဘီလီယံအကျွေးယူထားတဲ့နိုင်ငံတွေကပြန်လည်ပေးဆက်ရမှာပဲဖြစ်ပါတယ်2010ခုနှစ်ကမှစတင်၍ချင်းငွေများကိုစတင်ခဲ့ပြီးကမ္ဘာသမိုင်းမှာလည်းဒီလို22ဘီလီယံရဲ့ငွေပမာဏဟာအများဆုံးချင်းငွေဖြစ်တယ်လို့လည်းသိရှိရပါတယ်ဘယ်နိုင်ငံတွေကတရုတ်နိုင်ငံမှာကျွေးမြီအများဆုံးယူခဲ့ကြပါသလဲဟုတ်ကဲ့ပါကစ္စတန်နိုင်ငံက29.4ဘီလီယံနဲ့အင်္ဂလိုနိုင်ငံတို့က22ဘီလီယံတို့တရုတ်ကိုပေးရန်ကျွေးမြီများရှိနေခဲ့ကြပြီးမြန်မာနိုင်ငံကတော့ခန့်မှန်းခြေ7 to 10ဘီလီယံခန့်ရှိမယ်လို့ခန့်မှန်းနေကြသလိုမြန်မာနိုင်ငံအနေနဲ့နှစ်စဉ်500မီလီယံခန့်တရုတ်ကိုအကျွေးပြန်ဆက်ရမယ်လို့လည်းကြားသိရပါတယ်အခြားကျွေးအများဆုံးယူထားတဲ့နိုင်ငံတွေကတော့သီရိလင်္ကာအီသီယိုးပီးယားကင်ညာဘင်္ဂလားဒေ့ရှ်ဇမ်ဘီယာလာအိုအီဂျစ်နဲ့နိုင်ဂျီးရီးယားနိုင်ငံတို့ပဲဖြစ်ပါတယ်ဒီလိုအကျွေးတွေကဘယ်ကနေဖြစ်ပေါ်လာရတာလဲဟုတ်ကဲ့ The Belt and Road Initiative BRI ကမ္ဘာလမ်းခေါ်ပိုးလမ်းမကြီးစီမံကိန်းကိုတရုတ်သမ္မတရှီကျင်းပင်မှ2013ခုနှစ်စက်တင်ဘာ9ရက်နေ့တွင်စတင်ကြေညာခဲ့ပြီး Western Pacific ကနေ Baltic Sea Baltic ပင်လယ်ပြင်ထိ Infrastructure Investment တွေကိုနိုင်ငံပေါင်း150ကျော်နဲ့ဆက်သွယ်ပြီးစီမံကိန်းတွေကိုချမှတ်ကြတဲ့ကပဲဖြစ်ပါတယ်။အဲ့ဒီပိုးလမ်းမကြီး BRI လမ်းတွေဖောက်ရင်းနဲ့ပတ်သက်ရနိုင်ငံတွေကိုအကျွေးတွေလည်းပေးခဲ့ပါတယ်။ဒီလိုအကျွေးတွေကြောင့်တိုင်းပြည်ဘယ်လိုနစ်နာဆုံးရှုံးခဲ့ရသလဲဆိုရင်ဆင်းရဲတဲ့ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေဟာတရုတ်ရဲ့ကျွေးမြီများကိုယူပြီးတော့သူတို့ရဲ့နိုင်ငံမှာလန်ဒတော်တွေအဆောက်အဦတွေပြန်လည်ဆောက်လုပ်ခဲ့ကြပါတယ်ဒီလိုဆောက်လုပ်ခဲ့ကြခြင်းဟာလည်းတရုတ်နိုင်ငံရဲ့အကူအညီနဲ့သူတို့တိုင်းပြည်က infrastructure တွေကတိုးတက်လာပြီးအရန်ချမ်းသာလာခဲ့ကြမယ်လို့မျှော်လင့်ခဲ့တဲ့စိတ်ကူးတွေကြောင့်ပါပဲအခုချိန်မှာတော့အဲ့ဒီစိတ်ကူးတွေလည်းပျောက်ကွယ်ကုန်ကြပါပြီကျွေးမြီပြဿနာတွေကလည်းတက်လာခဲ့ရပါပြီဆင်းရဲတဲ့နိုင်ငံတွေကလည်းတရုတ်ရဲ့ကျွေးမြီကိုပြန်မဆက်နိုင်ကြတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ COVID-19 ကြောင့်စီးပွားရေးတွေကလည်းရပ်ဆိုင်းခဲ့ရပါတယ်။သီရိလင်္ကာနိုင်ငံပါကစ္စတန်နိုင်ငံနဲ့နိုင်ငံတော်တော်များလဲစီးပွားရေးတွေကျဆင်းလာခဲ့ကြပါတယ်။ငွေကြေးဖောင်းပွားမှုတွေ inflation rate တွေလည်းတိုးလာပြီးဓာတ်ဆီတို့စားသုံးဆီတို့ကိုပြင်ပနိုင်ငံတွေကနေဝယ်ယူဖို့ပတ်စံမရှိကြတော့ပါဘူး။အလုပ်ကိုင်တွေကလည်းရှားပါးလာခဲ့ကြပါတယ်။တချို့ဆိုစားစရာတောင်မှမရှိကြတော့ပါဘူးအစိုးရကအကျွေးတွေကိုပြန်မဆက်နိုင်တော့တဲ့အခါမှာတော့တရုတ်ကသူ့ရဲ့အကျွေးတွေကိုပြန်ဆက်ဖို့တောင်းလာခဲ့ပါတော့တယ်ကိုဗစ်ကြောင့် BRI စီမံကိန်းကြီးလည်းမအောင်မမြင်ဖြစ်ခဲ့ရသလိုနိုင်ငံတွေမှာချင်းငွေတွေနဲ့ရယူတိစောက်ထားခဲ့ကြတဲ့လမ်းတွေတရားတွေအဆောက်အဦတွေကလည်းစိတ်ကူးနဲ့ထပ်တူမကြကြတော့ပါဘူးတရုတ်နဲ့ပေါင်းပြီးတိုးတက်မယ်လို့မျှော်မှန်းခဲ့ရတဲ့စိတ်ကူးတွေကလည်းပျောက်ကွယ်ကုန်ရပါတယ်သီရိလင်္ကာနိုင်ငံဟာနောက်ပိုင်းမှာတော့အကျွေးမဆက်နိုင်ခြင်းမှာတော့တရုတ်ကသီရိလင်္ကာနိုင်ငံရဲ့ဟမ်ဘန်တူတာစိတ်ကမ်းကြီးကိုတရုတ်ပိုင်အဖြစ်နှစ်ပေါင်း69နှစ်ကြာစာချုပ်ပြီးသိမ်းပိုက်လိုက်ပါတော့တယ်။ဒါကအကျွေးပြန်မဆိုင်နိုင်တော့တဲ့ရလဒ်ပါပဲ။အဲ့ဒါကိုအကျွေးထောင်ချောက်ထဲမှာကြားတယ်လို့ debt trap diplomacy လို့ပြောလာခဲ့ကြပါတယ်။ဘာကြောင့်အကျွေးထောင်ချောက်ထဲမှာကြာဆင်းခဲ့ရတယ်လဲဆိုရင်အတိုးနှုန်းက first phase မှာတင် 6.3% ထိရှိခဲ့ပြီးဒီအတိုးနှုန်းဟာအခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်
များပြားနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒါအပြင်စိတ်ကန်းကြီးကိုလဲပတ်တဲ့အခါမှာလဲပေးရတဲ့အနိုးတုံးနဲ့ရရှိတဲ့ profit တို့ဟာမကာမီပဲရုန်းကန်ခဲ့ရတာနဲ့အခြားအကြောင်းများကြောင့်အကျွေးမဆက်နိုင်တော့ပဲသူတို့ရဲ့ဟမ်ဘန်တူတာစိတ်ကန်းကြီးကိုတရုတ်လက်ထဲကိုပေးအပ်လိုက်ရပါတော့တယ်တရုတ်ကမကူညီပဲအဲ့ဒီလိုအကျွေးထောင်ချောက်ထဲမှာကြာဆင်းဖို့တရုတ်ကအမြဲတမ်းအကွက်ဆင်နေခဲ့တယ်လို့သုံးသပ်ပြောလာခဲ့ကြပါတယ်အစမှာတော့မင်းတို့နိုင်ငံကိုကူညီမယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဘာညာပြောဆိုခဲ့ကြပြီးဂတိကုစာချုပ်တွေနဲ့လုပ်ခဲ့ကြပြီးနောက်ဆုံးမှာတော့အကျွေးအတောင်းဆုံးနိုင်ငံလဲဖြစ်လို့လာခဲ့ပါတယ်ကူညီမှုပေးတဲ့မဟာမိတ်ကနေအကျွေးတောင်းဆုံးလူအဖြစ်ပြောင်းလဲလို့သွားခဲ့ပါတယ်တီရီလင်္ကာနိုင်ငံရဲ့ဖြစ်ရက်ကလူပြောအများဆုံးလဲဖြစ်ခဲ့ရပါတယ်နိုင်ငံတကာကလည်းဆင်းရဲတဲ့နိုင်ငံတွေကိုတွားရောက်ငွေချေးပြီးမှတားကောင်လုပ်နေခဲ့တယ်လို့ဝေဖန်ပြောဆိုလာခဲ့ကြပါတော့တယ်သူများနိုင်ငံရဲ့အားနည်းချက်ကိုအခွင့်အရေးယူပြီးအဲ့ဒီလိုလုပ်ရဟာမကောင်းဘူးလို့လည်းပြောဆိုလာခဲ့ကြပါတယ်အခုဆိုဖွံ့ဖြိုးဆဲနိုင်ငံများမှာတရုတ်ကအကြီးမားဆုံးအကျွေးရှင်ဖြစ်လာခဲ့ပြီးကျွန်တော်တို့မြန်မာနိုင်ငံလည်းအပါဝင်ပဲဖြစ်ခဲ့ရပါတယ်နိုင်ငံပေါင်း89နိုင်ငံကနေအကျွေးယူထားကြတဲ့အထက်မှာ54နိုင်ငံကမေဂျာအကြီးစားအကျွေးပေးရမယ့်နိုင်ငံတွေဖြစ်နေခဲ့ပြီးမြန်မာနိုင်ငံကဒီမေဂျာထဲမှာပါဝင်နေတာပဲဖြစ်ပါတော့တယ်အခုချိန်မှာတော့အဲ့ဒီနိုင်ငံတွေကိုတရုတ်ကအကျွေးတွေကိုပြန်လဲတောင်းခံလာခဲ့ပါပြီတေချာတာကတော့တရုတ်ရဲ့အကျွေးတွေကိုပြန်ဆက်နိုင်မှာတော့မဟုတ်ပါဘူးဒါအသေးချာပါပဲဒါကလည်းတရုတ်ရဲ့မြန်မာနိုင်ငံအပေါ်မှာအနိုင်ကျင့်လို့ရမယ်ခလုတ်တစ်ခုလည်းဖြစ်လို့လာခဲ့ပါပြီဒါတွေကအမှန်တရားပဲဖြစ်ပါတယ်မြန်မာနိုင်ငံကလည်းအခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူတရုတ်ရဲ့ကျွေးမြီအများဆုံးတဲ့တွင်ပါဝင်နေခဲ့တာကြောင့်နိုင်ငံရေးစီးပွားရေးစသည့်ကိစ္စရပ်များတွင်တရုတ်ကပါဝင်နေခဲ့ပြီးဒါအပြင်အခြားမြစ်ဆုံတို့လက်ပံတောင်းတောင်ကျင်းနီစီမံကိန်းတို့ကြောက်ဖြူစီမံကိန်း gas pipeline မြေရှားသတ္တုတူးဖော်ရေးနဲ့ကြောက်တူးဖော်ခြင်းလုပ်ငန်းတို့ကိုလည်းလှုပ်ဆောင်နေခဲ့တာကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးပြီးရေအင်းမြစ်တွေလည်းညဉ့်ညမ်းပျက်စီးနေရပြီးဒေသခံတွေရဲ့လူနေမှုဘဝတွေပါထိခိုက်ပျက်စီးခဲ့ရပါတယ်ဒါဟာတရုတ်ရဲ့အကျွေးတွေကြောင့်ပဲဖြစ်ပါတယ်လို့သုံးသပ်လျက်ရှိကြပါတယ်တရုတ်နိုင်ငံကလည်းသူတို့နိုင်ငံအပေါ်အကျွေးထောင်ချောက်လုပ်တယ်လို့အခြားနိုင်ငံတွေရဲ့ဆွဆွဲဝေဖန်ပြောဆိုနေကြမှုတွေအပေါ်ကိုတရုတ်တာဝန်ရှိသူများကလည်းပြန်လည်တုံ့ပြန်လာပါတယ်နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ဝင်းဝင်းစီမံကိန်းတွေပဲဖြစ်ပြီးနိုင်ငံတကာရဲ့လုံထုံးလုံနည်းတွေနဲ့အညီလောက်ကင်တာဖြစ်တယ်လို့ပြန်လည်ခြေပပြောဆိုလာခဲ့ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော် channel ကိုအားပေးနေကြတဲ့မိတ်ဆွေတို့ကလည်းတရုတ်ပြည်ရဲ့အကျွေးတွေကိုကျွန်တော်တို့ပြန်ဆက်နိုင်မှာလားအကျွေးနုံနေပြီးတရုတ်ရဲ့ကြေးကြုံမဲ့ဖြစ်သွားမှာလားဒါမှမဟုတ်ကျွန်တော်တို့နိုင်ငံမှာတန်ရန်ဇာတ်တွေကိုတရုတ်ကပဲတိမ့်ပိုက်သွားမှာလားဆိုတာကို comment box တွင်ရေးခဲ့နိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ next step YouTube channel ကိုအားပေးနေတဲ့ပြည်သက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်လာမယ့်ပတ်ဒီမှာလည်းကောင်းတဲ့ကောင်းစူးစမ်းသွားပါဦးခင်ဗျာ Thank you for watching. Please like and do subscribe. Thank you. See you again.